မင်္ဂလာပါပမာတိုင်းတားပါတာဖြင့်တင်းတင်ဆက်မှုအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ညမှာတော့ကုန်းလောကျွော်အနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်း3ခုကို KIA ပူးပေါင်းအဖွဲ့ကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တင်းနဲ့မြေမြုပ်မိုင်းနင်းမိပြီးတော့ပြည်သူ့ဦးထိခိုက်ဒဏ်ရာရရှိတဲ့တင်းတွေကိုတင်ဆက်တော့ပါမယ်ကျွန်မကရှင်းမပါတော့ဖုံးရောင်မြို့နယ်ကုန်းလောကျွော်နဲ့နောင်ကန်ကျွော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်း3ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကအပြည့်စီတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ရှေ့တန်းတင်းရစ်မြစ်တွေထံကနေသိရှိရပါတယ်။နောင်ကန်ကျွော်မှာတက်ဆွဲနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးတပ်စခန်းဖြစ်တဲ့အမြောက်တပ်390စခန်းကိုလည်း KIA ပူးပေါင်းတပ်ဖွဲ့ကမတ်လ23ရက်ဒီကနေ့မနက်9နာရီခွဲအချိန်မှာအပြည့်အစီတိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ KIA စုပေါင်းတပ်ကပြီးခဲ့တဲ့မတ်လ21ရက်နေ့ကစပြီးတော့ကုန်းလောကျွော်အနီးဝန်းကျင်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ခမရ438ခမရ616စခန်းတွေကိုအဲ့ဒီနေ့မှာပဲတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။အမြောက်တပ်390စခန်းကိုတော့စစ်စင်ရေး3ရက်မြောက်နေ့ဖြစ်တဲ့ဒီကနေ့မှာထပ်မံသိမ်းပိုက်လိုက်တာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့မှာမြေမြုပ်မိုင်းနင်းမိပြီးတော့ပြည်သူ့ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ဒေသခံတွေထံကနေသိရပါတယ်။မတ်လ20ရက်နေ့ည9နာရီအချိန်လောက်မှာကွတ်ခိုင်မြို့ရပ်ကွက်9မှာနေထိုင်တဲ့အသက်45နှစ်အရွယ်ဦးစံကွန်းနန်ဆိုသူဟာဟင်းတီဟရွက်ခုဖို့အသွားကော့ငူးတောင်ချေမှာထောင်ထားတဲ့မြေမြုပ်မိုင်းနင်းမိပြီးပောက်ကွဲတာကြောင့်ဘေးချေထောက်ဖြတ်လိုက်ရတယ်လို့သိရပါတယ်။မတ်လ23ရက်ဒီကနေ့မနက်10:00နာရီအချိန်မှာလဲကွတ်ခိုင်ရပ်ကွက်1ကအသက်60အရွယ်ဦးညီထက်မောင်ဟာကျွေးနွားရှာဖို့သွားချိန်မြေမြုပ်မိုင်းနင်းမိပြီးတော့ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့်ကွတ်ခိုင်ပြည်သူဆေးရုံမှာဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကထောင်ထားတဲ့မြေမြုပ်မိုင်းနဲ့လက်နက်ကြီးတွေကြောင့်ပြည်သူအသက်သေဆုံးမှုအဖြစ်များနေတယ်လို့စုံစမ်းသိရှိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာစစ်ကောင်စီတပ်ကလက်လွတ်ဆုံးရှုံးလိုက်ရတဲ့နေမြေဒေသတွေမှာမြေမြုပ်မိုင်းလက်နက်ကြီးကြီးတွေကိုနေရာအနှံ့ဝတ်ထားခဲ့တာတွေရှိတာကြောင့်ဒေသခံပြည်သူတွေတကြီးနဲ့သွာလာနေရတယ်လို့သိရပါတယ်။တင်းတင်ဆက်မှုပြီးဆုံးသွားပါပြီကြည့်ရှုနားဆင်ကြတဲ့ပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်